皆さんこんにちは。今日は私が皆さんにインタビューについてシェアしたいと思います。テーマは長所と短所です。今日の日付は3月27日木曜日です。じゃあ、早速始めましょう。皆さんမင်္ဂလာပါဒီနေ့ကတော့私が皆さんအတွက်自己紹介မှာရောインタビューမှာရောအများများဆုံးမိကုန်အားတာခြင်းနဲ့အားနိုင်ချက်ပေါ့နော်あなたの長所あなたの短所は何ですかとအဲ့လိုမေးခံခဲ့ရတဲ့အခါမှာကိုဖြေရမယ့်အဖြေပေါ့နော်ကြိုတင်ပြင်ဆင်ထားရမယ့်အချက်လေးတွေကိုလေးကပြပြပေးသွားမှာဖြစ်ပါတယ်ဒီဟာကြောင့်အရင်အရေးကြီးရဘာလို့ဆိုရင်自己紹介မှာလည်းအားတာခြင်းအားနိုင်ချက်ကထဲကိုထည့်ရမယ်ပေါ့နော်သူတို့မေးလာနေတဲ့မေးခွန်းကလည်းあなたの長所あなたの短所ကမေးနိုင်တဲ့မေးခွန်းတွေထဲမှာပါတဲ့အတွက်ကြောင့်အမြဲမေးလေးရှိတဲ့မေးခွန်းတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဒီဟာလေးကိုကပေါ့နော်ချင်းချင်းကြည့်ပိုင်နေနေပြင်ဆင်ထားရမှာဖြစ်ပါတယ်ဒါကြောင့်မလို့လက်ကဒီနေ့ဒါလေးကို share လုပ်ပေးတာဖြစ်ပါတယ်အားတာချက်ဆိုလို့ရှိရင်皆さんပေါ့နော်လက်ကနည်းနည်းပဲပေါ့နော်ရေးပေးမယ်ဆိုလို့ရှိရင်皆さんကဟိုအရင်ရွေးချယ်စရာမရှိတဲ့အတွက်ကြောင့်မလို့ဘေးကပေါ့နော်တက်ပြီးမကြိုက်မှဖြစ်တဲ့အတွက်ကြောင့်မလို့လက်ကအများကြီးရေးပေးထားပါတယ်အားတာချက်ဆိုလို့ရှိရင်10ချက်ရေးပေးထားရင်တော့အများကြီးပဲနော်အဲ့ဒီ10ချက်ထဲမှာမှ皆さんကိုကြိုက်တဲ့ဟာကိုရွေးပြီးဖြေလို့ရတယ်နောက်တစ်ခုကじゃအားနည်းချက်ဆိုလို့ရှိရင်လက်ကဘယ်နှခုရေးပေးထားလဲဆိုရင်အားနည်းချက်ဆိုလို့ရှိရင်8ချက်တောင်ရေးပေးထားအများကြီးပဲနော်ဒီဟာကိုအရှင်ပြရ2နိုင်လောက်ရှင်ပြရရဲ့အဲ့လိုမျိုးနော်တက်ရဖြစ်စေခြင်းတဲ့အတွက်ကြောင့်မလို့ဒီရှာလေးတက်ရနဲ့ဖြစ်စေခြင်းတဲ့အတွက်ကြောင့်မလို့လေ2နိုင်လောက်ရှင်ပြပြီးရောရေးပေးထားတာဖြစ်တဲ့ကြောင့်မလို့ပေါ့နော်အားကြောင့်မလို့皆さんတို့နောက်ဆုံးအဆုံးအထိပေါ့နော်ကြည့်ပေးစေချင်ပါတယ်ဒီဗီဒီယိုလေးက皆さんတို့အသုံးမယ်လို့ထင်ပါတယ်じゃ始めましょうနံပါတ်1ကကျတော့あなたの長所は何ですかမင်းရဲ့အားတာချက်ကဘာလဲတဲ့私の長所は最後まで諦めない根性があるところです。日本語も本当に難しかったんですが、諦めずに NU まで来られました。私の長所は、ကျွန်တော်ရဲ့မှာအားတာချက်က最後までအဆုံးအထိ諦めない根性があるところです。လက်မလျှော်ပဲစူးစမ်းနေဖြစ်ပါတယ်။日本語もဂျပန်စကားလည်းဆိုရင်လေ本当にတကယ်ကိုပဲ難しかったんですが、ခက်ခဲပေမဲ့ပေါ့နော်။諦めずにလက်မလျှော်ပဲနဲ့ NU まで来られました。N2 အထိရောက်လာနိုင်ခဲ့တာပါ။ဒီနေရာမှာကိုယ့်ရဲ့ level ကN4 အောင်ပြီးသားလူဆိုလို့ရှိရင် N5 N4 ကလေးလေးပေါ့နော် N4 အောင်ပြီးသားလူဆိုလို့ရှိရင် N3 လေးလာနေတဲ့ကြောင့်မလို့ NU7 မှာတခေါ်ရတဲ့မှာしたပေါ့နော် N5 အောင်ပြီးသားလူဆိုလို့ရှိရင်အခုလက်ရှိမှာ N4 ကိုလေးလာနေတဲ့သူဖြစ်တဲ့ကြောင့်မလို့ NU မှာတခေါ်ရတဲ့မှာした NU အထိ N4 အထိရောက်လာနိုင်ခဲ့တာပါဆိုပြီးတော့အစားသွင်းပြီးဖြေလို့ရပါတယ်もう一回ね私の長所は最後まで諦めない根性があるところです日本語も本当に難しかったんですが、諦めずに N2 まで来られました。これじゃろ、私の長所はいつでもどんなことが起きてもポジティブいられることです。私の長所はကျွန်တော်ရဲ့အတားချက်ကいつでもဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်どんなことが起きてもဘယ်လိုအကြောင်းအရာမျိုးပဲရှိရှိpositive ဆိုတာကြတော့ positive thinking နဲ့ပေါ့နော်တွေးပေးနိုင်တဲ့သူဖြစ်ပါတယ်။いられることです。တွေးပေးတဲ့အရာဖြစ်တယ်ပေါ့နော်။私の長所はいつでもどんなことが起きてもポジティブいられることです。ရပြီနော်။နောက်တစ်ခုကကြတော့私の長所は記憶力があることです。ကျွန်တော်ရဲ့မှာအားတာချက်က記憶力ဆိုပူပေါင်းဆိုင်တဲ့အရာဖြစ်ပါတယ်။ကိုကပေါ့နော်ချီးမိုးတွေနဲ့အဲ့လိုမျိုးပူပေါင်းဆိုင်တဲ့အရာဆိုလို့ရှိရင်ကိုရဲ့မှာအားတာချက်ပေါ့နော်တချို့ကကြတော့အဲ့လိုပူပေါင်းဆိုင်တဲ့ဟာမျိုးဟုတ်ပဲနဲ့ကိုကတယောက်တည်းပဲအဲ့လိုမျိုးလုပ်တဲ့အရာရှိရတဲ့ကြောင့်မို့ဒီဟာဆိုလို့ရှိရင်ပူပေါင်းဆိုင်တဲ့နေရာမှာလည်းကိုရဲ့မှာအားတာချက်အနေနဲ့ထည့်ပြီးပြောလို့ရပါတယ်။私の長所は記憶力があることです。私の長所は記憶力があることです。ဆိုပြီးဖြေလို့ရပါတယ်။4番は私の長所は相手の気持ちを尊重できることです。私の長所はကျွန်တော်ရဲ့မှာအားတာချက်က相手の気持ちတစ်ဖက်လူရဲ့ခံစားချက်ကို尊重できることです。လေးစားဦးစားပေးတယ်ပေါ့နော်လေးစားပေးတဲ့အရာဖြစ်ပါတယ်။တချို့ကြကိုယ့်ရဲ့မခံစားချက်ကိုပဲဦးစားပေးတဲ့သူရှိရလေ။ဒါကြတော့ကိုကအားတာချက်ဆိုတာကြသူများကိုကိုထက်သူများကိုပို့ပြီးတော့လေးစားနေပေါ့နော်အဲ့လိုမျိုးပုံစံမျိုးဦးစားပေးရလေးစားတဲ့အရာဖြစ်ပါတယ်။တချို့ကြတော့ဘောနော်အေးဘယ်လိုလဲအထက်လူကြီးဆိုလဲမလေးစားဘူးဟောနော်ကိုယ်လက်အောင်ငယ်သားဆိုလဲမလေးစားဘူး तू ကဘောနော်အထက်လူကြီးပဲဖြစ်ဖြစ်ကိုယ်လက်အောင်ငယ်သားပဲဖြစ်သူ့ရဲ့မှာကိုယ်သိက္ခာဆိုတာရှိရအဲကြောင့်မလို့အဲ့လိုမျိုးလေးစားပေးရမယ်ပေါ့နော်ကိုယ့်ရဲ့မှာအတချက်ကတော့တစ်ဖက်လူကိုလေးစားတဲ့အရာဖြစ်ပါတယ်ပေါ့နော်အဲ့လိုဖြစ်လို့ရပါတယ်ဝါတာရှိの長所は相手の気持ちを尊重できることですဆိုပြီးဖြစ်လို့ရပါတယ်5番私の長所は努力家なところです。今まで難しい問題にぶつかった時も
努力して乗り越えてきました。私の長所はကျွန်တော်ရဲ့မှာအားသာချက်က努力かなとことです。စူးစမ်းလုပ်ကိုင်ခြင်းဖြစ်ပါတယ်။今までအခုအထိလည်းပဲ難しい問題にခက်ခဲတဲ့ပြဿနာတွေနဲ့ဆိုင်ခဲ့ရတဲ့အခါမှာぶつかった時ဆိုဘောနော်ကြုံတွေ့ခဲ့ရတဲ့အခါမှာ努力して乗り越えてきました。စူးစမ်းပြီးတော့努力ဆိုစူးစမ်း努力して乗り越えてきました。စူးစမ်းပြီးတော့ကြော်ဖြစ်လာခဲ့ရပါဘောနော်။私の長所は努力かなとことです。今まで難しい問題にぶつかった時も努力して乗り越えてきました。ဆိုပြီးဖြစ်ရပါတယ်။ 6番。私の長所は目標に集中して結果を追求することに長けていると感じております。私の長所は目標に集中して結果を追求することに長けていると感じております。私の少々はကျွန်တော်ရဲ့မှာအတားချက်ကတော့目標にဥတီချက်တွေကိုရှုရှုしてအာရုံစိုက်ပြီးတော့စူးစိုက်ပြီးတော့ခေတ်ကိုရလက်တွေပေါ့ဥတီချက်တွေက追求することにဥတီချက်ရလက်တွေကိုဥတီချက်အတိုင်းပြီးမြောက်အောင်ပေါ့နော်တာခေတဲ့いると感じておりますလောက်ဆိုင်နေတဲ့အရာတွေမှာကျွမ်းကျင်နေတဲ့အဲ့ဒါကိုယ့်ရဲ့မှာအတားချက်တွေဖြေလို့ရတယ်ပေါ့နော်နောက်တစ်ခုကကြတော့私の少々は人と人をつなげることです。ကျွန်တော်ရဲ့မှာအတားချက်ကလူတွေကိုမိတ်ဆက်ပေးတဲ့နေရာမှာတော်ပါတယ်။ဒီဟာကြောင့်လို့တိုးသွားလေဆိုရှင်လေကိုပြောကြတာပါနော်တချို့ကလေဆန်းစည်းရရှေ့ရဟိုင်လေးပါပေါ့နော်အရင်ရှေ့လို့ရှင်ရင်အဆင်မပြေဘူးပါညာပေါ့နော်မမှတ်နိုင်ဘူးလို့ပြောတဲ့သူဖြစ်တဲ့ကြောင့်မလို့ F5 F ကလေးဆိုရှင်လိုမျိုးတူတူလေးလည်းဖြစ်လို့ရပါတယ်။အဲကြောင့်မလို့အတူလေးလည်းပါတယ်အရှိလေးပါနှစ်ဖက်မျှပြီးတော့ပေါ့နော်ရေးပေးထားပါ။私の少々は人と人をつなげることです。ကျွန်တော်ရဲ့အတားချက်ကတော့လူတွေကိုမိတ်ဆက်ပေးတဲ့နေရာမှာတော်ပါတယ်ဆိုပြီးဖြေလို့ရပါတယ်။ကဲ8番私の少々は自治の成長のために挑戦することです。ကျွန်တော်ရဲ့မှာအတားချက်ကကိုတိုးတက်ဖို့တဲ့စိန်ခေါ်မှုတွေကိုလုပ်တတ်တဲ့အရာဖြစ်ပါတယ်။私の少々は自治の成長のために挑戦することです。私の少々は自治の成長のために挑戦することです。ဆိုပြီးဖြေလို့ရပါတယ်။9番နံပါတ်9ပေါ့နော်။私の少々は人の成長を助けることです。私の長所は人の成長を助けることです。ကျွန်တော်ရဲ့မှာအတားချက်က人の成長တပါးသူတွေကို成長するတိုးတက်အောင်ပေါ့နော်助けることですကူညီလှုပ်ဆောင်ပေးတဲ့အရာဖြစ်ပါတယ်တပါးသူကူညီပေးနိုင်တဲ့အရာကိုယ့်ရဲ့မှာအတားချက်ပေါ့နော်အဲ့လိုမျိုးဖြေလို့ရပါတယ်နောက်တစ်ခုကကြတော့10番じゃろ私の長所は厳しい環境でも落ち着いて対応することができます。私の長所はကျွန်တော်今အတားချက်ကတော့厳しい環境でもပေါ့နော်ဘယ်လိုပြောရမလဲစီကံကြီးတဲ့ပတ်ဝန်းကျင်မှာပဲဖြစ်ဖြစ်အိုရှိဆွေးတဲ့ဆိုစိတ်အေးအေးနဲ့ထိုင်အိုးすることができますဆိုတာကလှုပ်ဆိုင်နေတာပေါ့နော်တည်တည်ငြိမ်ငြိမ်စိတ်အေးနဲ့လှုပ်ဆိုင်နေတဲ့အရာဖြစ်ပါတယ်厳しいဖြစ်ပေမဲ့လည်းကိုကလှုပ်ဆိုင်နေတယ်ဆိုပေါ့နော်စီကံကြည့်ပေမဲ့လေကိုကပေါ့နော်အဲ့ဒီဟာကိုစေးထားပြီးလုံနိုင်တဲ့ကိုရဲ့မှာအားသာချက်လို့လည်းဖြေလို့ရပါတယ်။ဒါဆိုလို့ရှိရင်လည်းကောင်းတယ်ဘာလို့ဆိုဂျပန်ခီဘီရှိဖြစ်တဲ့ကြောင့်မလို့အဲ့ဒီပုံစံမျိုးဖြေရင်လည်းကောင်းတယ်ပေါ့နော်။ဒါဟာကျတော့အားသာချက်ကိုလည်းစိတ်ချက်ဖြေပေးထားပါတယ်။အဲ့ဒီထဲမှာမီနာဆန်နဲ့ကိုနဲ့တင့်တော်တဲ့အရာကိုဖြေလို့ရပါတယ်။ကိုဟိုကြည့်တဲ့အချိန်မှာကိုကမှတ်မိလွယ်မဲ့အရာလေးကိုအဲ့ဒီထဲနဲ့ရေးပြီးတော့တစ်ခုဖြေလို့ရပါတယ်။နောက်တစ်ခါကျတော့အားနည်းချက်ပေါ့နော်။အားနည်းချက်ဆိုတာကလေကိုယ့်ရဲ့မှာအားနည်းချက်ကိုဘာကြောင့်သူများကိုပြောရမလဲဆိုပြီးတော့အားနည်းချက်ကိုမပြောချင်တဲ့သူတွေလည်းရှိရကောင်းရှိနိုင်ပါလိမ့်မယ်ကိုယ့်ရဲ့မှာအားနည်းချက်ကိုတချို့ဟာရှိတယ်ပေါ့နော်အားနည်းချက်ပြောပါဆိုရင်ကျွန်တော်ကအားနည်းချက်မရှိဘူးဆိုပြီးပြောတတ်တဲ့သူလည်းရှိရပေါ့နော်အားနည်းချက်ကရှိကိုရှိရဘာလို့လဲဆိုရင် perfect ဖြစ်နေတဲ့သူရှိ perfect အမြဲပေါ့လူတိုင်းက perfect ဖြစ်မနေဘူးလေအဲ့တော့ကိုယ့်ရဲ့မှာပေါ့နော်အဲ့လိုမျိုးလူတိုင်းမှာကတော့ကွာအားသာချက်ရှိသလိုအားနည်းချက်ဆိုတာလည်းရှိမှာပဲလေဆိုတော့ပြောခဲ့သလိုအားသာချက်တွေရှိခဲ့ဟုတ်လားအဲ့တော့အားနည်းချက်ဆိုတာရှိကိုရှိရင်အဲ့တော့အားနည်းချက်ကိုမပြောတတ်ဘူးဆိုလို့ရှိရင်ဂျပန်အင်တာဗျူးမှာပေါ့နော်ဘလို့ထီမင်တက်လဲဆိုလို့ရှိရင်ဒီတယောက်ကပေါ့ကိုယ့်အကြောင်းကိုတောင်းမှာပဲတတိချာချာသိအောင်လို့စူးစမ်းလေ့လာခြင်းမရှိဘူးဆိုတဲ့ထင်မြင်ယူဆချက်ပေါ့နော်first interview ပေါ့နော် image သူကအဲ့ဒီ image ကိုယူတဲ့အတွက်ကြောင့်မလို့ကိုယ့်အကြောင်းကိုတော့တတိချာခဏခဏသိအောင်စူးစမ်းမလေ့လာဘူးဆိုပြီးတော့ထင်မြင်ယူဆတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ကိုကအားသာချက်ကိုရေးနိုင်မယ်ဆိုလို့ရှိရင်အားနည်းချက်ကိုလည်းတတိချာချာလုံးနိုင်အောင်စဉ်းစားထားပါဒါကြောင့်မလို့လဲကအားနည်းချက်ကိုလည်းသိချာပေါ့နော်ပြင်ဆင်ပေးထားပါနဲ့ကြာဟာချင်မှာရှော့あなたのテンションは何ですかみえまあねちがバレーでもの私のテンションは決定に時間がかかることですでもそのため慎重に考えて選択できます
私の店長はကျွန်တော်ရဲ့မှာအတာချက်ကတော့ခေတ်တဲ့နီးဆိုတာကြတော့တခုခုဆုံးဖြတ်တဲ့အခါမှာကြီးကံကခက်ခါလို့ခုတ်တယ်ပေါ့နော်ကြီးကံဆိုတာကြတယ်ကြီးကံဆိုတာအချိန်လေးချတာပြောပါပေါ့နော်အချိန်လေးချတဲ့အရာဖြစ်ပါတယ်တဲ့တဲ့မို့ဒါပေမဲ့ဆုံးတတ်မယ်အဲ့ဒီအချိန်အတွက်ကြောင့်ချင်းချောနေခန့်ခိုက်တဲ့စန်တက်ကိုဒိခိမတ်ပေါ့နော်ဒီစားလေးလေးနဲ့ရွေးချယ်နိုင်ပါတယ်အချိန်ကြာပေမဲ့ကိုကပေါ့နော်ကိုရဲ့မဘယ်လိုပြောအားနေချက်ကိုပြောလိုက်ပေမဲ့အဲ့ဒီအားနေချက်ကိုပြန်ပြီးတော့ဖာထေးတဲ့ဟာကိုပြန်ပြီးတော့ပြောရမယ်ဘာလို့လဲဆိုလို့ရှိရင်အချိန်ကြာပေမဲ့အဲ့လိုအချိန်ကြာတဲ့အတွက်ကြောင့်ဘယ်လိုဖြစ်သွားလဲဆိုရင်ဒီစားလေးလေးနဲ့ရွေးချယ်နိုင်တယ်ဆိုပြီးတော့ပြန်ပြီးတော့အဲ့ဒီအားနေချက်ကိုပြန်ပြီးတော့ကောင်းအောင်ပြန်ပြောရပါမယ်ဘယ်သူမှအားနေချက်ကိုကြိုက်တဲ့သူဆိုတာမရှိဘူးလေအဲ့တော့ကိုကအားနေနေတဲ့ဟာကိုပြန်ပြီးတော့ပေါ့နော်အားသာချက်ဖြစ်အောင်ပြန်ပြောရမယ်အဲ့လိုပုံစံမျိုးပေါ့နော်ဒီမှာဆိုလို့ရှိရင်ကိုအားနေရကအချိန်ကြာတဲ့အားနေချက်ဆုံးဖြတ်ချက်ကိုကောင်းကောင်းမချနိုင်ဘူးဆုံးဖြတ်တဲ့အခါမှာလည်းအချိန်ကြာတဲ့အတွက်ကြောင့်မလို့အဲ့ဒီအချိန်ကြာတဲ့ဟာဘလို့ကိုအတွက်ဘလို့မျိုးပြန်ပြီးအသုံးဝင်လဲဆိုလို့ရှိရင်တိချာချာလေးလေးနဲ့အချိန်ကြာတဲ့အတွက်ကြောင့်တိချာချာလေးနဲ့ရွေးချယ်နိုင်တယ်ပေါ့နော်အချိန်ပေးထားတဲ့အတွက်ကြောင့်မလို့ဆိုပြီးပြန်ပြီးတော့ကိုရဲ့မအားနေချက်ကိုပြန်ပြီးတော့ကောင်းအောင်ပြန်ပြောရပါမယ်私のテンションは決定に時間がかかることですでもそのため慎重に考えて選択できますとびをピルやばれ2番あなたのテンションは何ですか私のテンションはミスをなかなか見つけられないところです。チェックを1回だけすると必ずミスがまだ出てくるので、チェックするときは最低でも3回ぐらいするようにしています。私のテンションは、ကျွန်တော်ရဲ့မှာအတားချက်ကミスをဆိုအမားကိုなかなか見つけられないところです。အမားတွေကိုမမြင်ပဲရှင်းတတ်တာပေါ့နော်။အဲ့လိုပုံစံမျိုးဖြစ်ပါတယ်တဲ့။チェックを1回だけするとတစ်ချိန်နဲ့ဆက်မယ်ဆိုလို့ရှိရင်ခန္ဓာစုတေချာပေါင်းမီဆူမတ်တက်ခုလို့တဲ့တစ်ချိန်နဲ့ဆက်မယ်ဆိုလို့ရှိရင်တေချာပေါင်းအမားတွေထက်ကိုထက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ချက်ကိုစရုတခီဝါရှက်အပါနော်ချက်ကိုစရုလုပ်တဲ့အခါမှာရှက်စစ်စစ်တဲ့အခါမှာစိုက်တိတ်တင်းမို့အနည်းဆုံးပေါ့နော်3ခါလောက်စမ်းကန်ဂရိုင်း3ခါလောက်ကတော့စရုယောနိစတေမတ်ပေါ့နော်စစ်ဖြစ်အောင်လုပ်နေပါတယ်ဆိုပြီးဖြစ်လို့ရပါတယ်ဝါတာချီနိုတန်ချဝါမီဆူနာကာနာကာမီစကေရာရဲ့နိုင်တိုခိုရိုですチェックを1回だけすると必ずミスがまた出てくるので、チェックするときは最低でも3回ぐらいするようにしています。3番。あなたのテンションは何ですか見えまあねじがばれ。私のテンションは細かいことを忘れることがあり、今メモを取るようになり、仕事のミスが減った。私のテンションは細かいことを忘れることがありကျွန်တော်ရဲ့မှာအားနည်းချက်ကတော့ကိစ္စတည်တည်လေးတွေကိုမေးတတ်တာဖြစ်ပါတယ်။ဒီမှာအဲ့လိုမေးတဲ့ကြောင့်မလို့အခုဘယ်လိုလုပ်မလဲဆိုလို့ရှိရင်အခုကမေမိုထူရီယောနီနာလေးဆိုတာ note တွေမှတ်တက်လာပြီးတော့ရှိကောတော်တော်မီးစစ်ကဟေတာပေါ့နော်။ကျွန်တော်ရဲ့မှာအလုပ်ထဲမှာဆိုလို့ရှိရင်အမားတွေကနဲလာမယ်ယော့လာမယ်ပေါ့နော်။ဘာလို့လဲဆိုလို့ရှိရင်ကိုယ့်ရဲ့မှာအားနည်းချက်ကတေးစိတ်ပေါ့နော်ခုမကိုင်းဆိုတာကြတော့ကိစ္စတည်တည်လေးတွေကိုမေးတတ်ဖြစ်တဲ့ကြောင့်အဲ့တော့ကိုကမေမိုမှတ်ထားမယ်ဆိုလို့ရှိရင်အဲ့ဒီကိစ္စတွေမိနိုင်တော့ဘူးလေအားကြောင့်မလို့အဲ့ဒီမိနေတဲ့အရာကိုကိုကဘလို့ပြန်ပြီးလုပ်ပါလဲဆိုမကောင်းတဲ့အရာကိုကောင်းအောင်လုပ်ပါဆိုပြီးကိုရဲ့မ reason ပြန်ပြီးတော့ပြောရတယ်ပေါ့နော်私の対象は細かいことを忘れることがありကိုရဲ့မအနေစကတော့အသေးစိတ်ပေါ့နော်ကိစ္စတည်တည်လေးတွေကိုမိတတ်တာဖြစ်ပါတယ်ဒါပေမဲ့အခုအဲ့ဒီဟာကိုဘလို့ပြင်ဆင်နေလဲဆိုလို့ရှိရင်အီမမေမိုတို့ဒီယောနီနာရီအခုပေါ့နော်အဲ့မေမိုအဲ့လိုမျိုးမိတဲ့ကြောင့်လို့မေမိုလောက်တင်မှတ်တက်လာပြီးတော့ရှိကောတော်တော်မီစုကဟက်တာအလုံးမှလည်းပဲအမားတွေကနဲလာပါတယ်မိတဲ့လို့ရှိလို့ရှိရင်မှားတတ်တယ်အဲ့ကြောင့်လို့မမိတဲ့အောင်လို့မေမိုမှတ်ပြီးတော့အဲ့လိုမှတ်တဲ့အချင်းကြောင့်မေမိုမှတ်တဲ့အချင်းကြောင့်အမားတွေနဲလာတယ်ဆိုပြီးတော့ရော့ကြလာရဲဆိုပြီးတော့ဖြေလို့ရပါတယ်ဝါတာရှိနောတန်ချောက細かいこと忘れることがあり今メモを取るようになり仕事の水が減ったဆိုပြီးတော့ဖြေလို့ရပါတယ်နောက်တစ်ခု4番あなたのテンションは何ですか私のテンションは遠慮しすぎるところです。今は少しずつ自分の意見を伝える練習をして、仕事でも積極的に提案できるように努力しています。私のテンションはကျွန်တော်ရဲ့မှာအားနည်းချက်ကတော့遠慮しすぎるところです。အားနာတယ်လို့နာဖြစ်ပါတယ်။အားနာတယ်နော်။မကောင်းဘူးအဲ့အားနာတယ်ဆိုတာလေ။ဘယ်လိုလဲဆိုလို့ရှိရင်အားနဲ့ပါရလို့ရှိရင်ကိုယ်နိုင်တဲ့သူပေါ်လာတယ်နော်အဲ့ဒါကြောင့်မလို့အရင်နဲ့အားနာမကောင်းဘူးပေါ့နော်အဲ့အားနာတဲ့အကျင့်ကိုဘယ်လိုပြင်ဆင်နေလဲဆိုလို့ရှိရင်အီမာဝါစကိုချီဆိုအခုကပေါ့နော်နည်းနည်းချင်းစီဂျီဘွန်းတော့အိခင်ကိုယ့်ရဲ့မှာကိုကအားနာပြီးတော့ကိုယ့်ရဲ့မှာအချမ်းချမ်းနေမပြောနိုင်တာဆိုတာရှိနေတယ်အဲ့ဒါကြောင့်မလို့အဲ့ဒီအချမ်းချမ်းနေပြောနိုင်အောင်လို့စတိုင်တို့လည်းရှိတဲ့ကိုကပေါ့နော်လေးကျင့်ကြည့်ရပေါ့လေးကျင့်ပြီးတော့ရှိဖို့တူတယ်မို့အလုပ်ထဲမှာလည်းစိတ်ချကိုတခိနေပေါ့နော်အားတုံခေါ်ဆိုင်နေကိုယ့်ရဲ့မှာအချမ်းချမ်းတွေကိုသေးရင်တခိလို့ရောနေဒိုးလျက်ကိုချစ်တယ်မှာပြီးနိုင်အောင်ကြိုးစားအားထုတ်နေပါလေဆိုပြီးဖြေ
လို့ရပါတယ်ပေါ့နော်ကိုကအားနာတဲ့အတွက်ကြောင့်မလို့မကောင်းမှုထင်တဲ့ကိုအတွင်းထဲမှာပေါ့နော်အရင်အားနာတဲ့အတွက်ကြောင့်လို့ဒီကျင်ကျပြီးမကောင်းဘူးလို့အဲ့လိုမျိုးထင်တဲ့အဲ့ဒါရမကောင်းဘူးပေါ့နော်တကယ်လဲဆိုလို့ရှိရင်အားကြောင့်လို့အခုပြန်ပြီးပြင်ဆင်နေပါတယ်ဆိုပြီးတော့ကိုယ့်ရဲ့မကောင်းတဲ့ချက်ကိုကောင်းအောင်ပြန်ပြီးပြောရမယ်ပေါ့နော်ကိုက私の店長は遠慮しすぎるところです。ကျွန်တော်ရဲ့မအားနေချက်ကပေါ့နော်အားနာတယ်လို့ဖြစ်ပါတယ်ဆိုပြီးโอเคဒီအထိပြီးသွားကြတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတိုင်းဖြေလိုက်မယ်ဆိုလို့ရှိရင် तू ကမေးနိုင်တယ်မေးကွန်းကအဲ့ဒီအားနာချက်ကိုဘယ်လိုပြင်ဆင်နေလဲဆိုလာကြီးလေအဲ့တော့ကိုကအဲ့ဒီကြောင်းပဲပြင်ဆင်ထားမယ်ဆိုလို့ရှိရင်နောက်ကမေးကွန်းမဖြစ်တော့အဲ့တော့ကိုကမပြင်ဆင်ထားတဲ့အတွက်ကြောင့်မလို့အင်တာဗျူးမှာပေါ့နော်ကင်းရွှဲဖြစ်သွားမယ်အရင်စစ်လုပ်ချတဲ့ငွေဖြစ်သွားမယ်ဖြစ်တဲ့ကြောင့်မလို့ကိုကပေါ့နော်မေးလိုက်ရင်လည်းမေးကွန်းတစ်ခါတည်းဖြေရမယ်ဒီဥစ္စာဒီတစ်ခါတည်းတွဲရပေါ့နော်ဘာလို့ဆိုကိုရဲ့မှာအားနေချက်ကိုဖြေပြီးခါမှာအဲ့ဒီအားနေချက်ကိုဘယ်လိုပြန်ပြီးပြင်ဆင်နေပါလဲဆိုတဲ့အဖြေပါတစ်ခါတည်းပေါ့နော်စဉ်းစားထားရမယ်အဲ့ကြောင့်လို့တစ်ခါတည်းပြောပြဖေးထားပါတော့ဘယ်သူမှအားနေချက်ကိုမကြိုက်ဘူးလေအဲ့တော့အဲ့ဒီအားနေချက်ကိုပြန်ပြီးပြင်ဆင်နေပါဆိုပြီးပြောရမယ်ဝါသရှင်の店長は遠慮しすぎるところです今は少しずつ自分の意見を伝える練習をして仕事でも積極的に提言できるように努力していますဆိုပြီးဖြေလို့ရပါတယ်နောက်တစ်ခါကျကောပန်ပါနော်あなたの店長は何ですか見えまအားနေချက်ကပါလေ私の店長は心配しすぎるところです行動が遅くなることがありますが、今は考えずに、まず行動し、その後で調整する方法を試しています。私の店長は、ကျွန်တော်今、姉ချကတော့心配しすぎるところです。လူတိုင်းဖြစ်နေကြဖြေလေးပါဒါလေးကစိတ်ပူတယ်လို့နာဖြစ်ပါတယ်ဟုတ်ပြီကိုကစိတ်ပူတယ်လို့နာကိုမှအခုဘယ်လိုမျိုးပြန်ပြီးပြင်ဆင်နေတာလဲဆိုရင်ခိုးတော့ကအိုဆုကုနာတို့ခိုးတော့ကအာရီမတ်ကပေါ့နော်ခိုးတော့ဆိုတာအပြုတ်မှုတွေကပေါ့နော်လှုပ်ရှားမှုတွေကနောက်ကျတာလည်းရှိခဲ့ပေမဲ့အိမဝအဲ့ဒီပေါ့နော်အခုဘယ်လိုပြင်ဆင်နေလဲဆိုလို့ရှိရင်ခံကာရီစွနိမဆိုခိုးတော့ရှိအခုကအရင်မစင်စားပဲနဲ့ပထမဆိုပြုတ်မှုလှုပ်ရှားပြီးတော့ပေါ့နော်စွနို့အတူတဲ့အဲ့လိုပြုတ်မှုလှုပ်ရှားပြီးမှဒါစွနို့အတူတဲ့အဲ့ဒီနောက်မှပေါ့နော်ချောစီဆိုလို့ဟိုကိုပြန်လေပြင်ဆင်စရာရှိရတယ်ပြင်ဆင်ပဲပေါ့နော်ချောစီဆိုလို့ဟိုတာမက်တဲ့အိမဆိုတာအဆန်းလုပ်ကြည့်နေပါတယ်ဆိုဖြေလို့ရတယ်ပေါ့နော်ကိုကစိတ်ပူလွန်ပြီးတော့ဘာမှမလုပ်တတ်တော့ဘူးပေါ့နော်အဲ့တော့အခုဘယ်လိုပြန်ပြီးတော့လုပ်နေလဲဆိုတော့ပထမဆုံးခိုးသွလုပ်မယ်ခိုးသွလုပ်ပြီးမှကိုရဲ့မဟာမှားလားဆိုပြီးချောစီပြန်လဲစစ်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးပြန်ပြီးတော့လုပ်နေပါတယ်ဆိုပြီးတော့မကောင်းတာကိုကောင်းတဲ့ဘက်ကိုပြန်ပြီးရအောင်ပြန်ဆွဲတဲ့အဖြေလေးပါ私のテンションは心配しすぎるところです。行動が遅くなることがありますが、今は考えずにまず行動し、その後で調整する方法を試しています。私のテンションは心配しすぎるところです。行動が遅くなることがありますが、今は考えずにまず行動し、その後で調整する方法を試していますよ。ピルヤバレ。6番。あなたのテンションは何ですか？見えま、あねじかパレ。私のテンションは考えすぎるところです。ストレスを感じることがあるので、今はリラックスしながら仕事に取り込むように心がけています。私のテンションはကျွန်တော်今အားနေချက်က考えすぎるところです。အတွေးလွန်နေတာပဲဖြစ်ပါတယ်။နော်ကိုယ့်ရဲ့မှာအားနေချက်ကအတွေးလွန်နေတာဖြစ်တယ်။အဲ့ဒါကြောင့်မလို့စတုလေးစကိုခံကြည့်တဲ့ခုတော့ကအရနော်တဲ့စိတ်အတွေးလွန်တဲ့ခါမှာဘာရက်ပေါ့နော်ဆက်လာမယ်ဆိုလို့ရှိရင်ဘာဖြစ်လာမလဲဆိုစတုလေးစကနောက်ဆက်တွဲဖြစ်လာမယ်ကိုယ့်ရဲ့မှာစိတ်ဖြီးစည်းမှုတွေကခံစားရတဲ့အတွက်ကြောင့်မလို့အီမာဝပေါ့နော်ကိုကအခုကတော့ဘယ်လိုလုပ်မလဲဆိုရင်အဲ့ဒီစိတ်အဲ့လိုရိမ့်မတွေးမလွန်ဖို့ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်ရီဒါကုစရှိနာကရာポポパパね仕事に取り込むように心がけていますပေါ့နော်ပို့ပါပါပြုလုပ်ပြီးတော့အလုပ်ထဲမှာလည်းစူးစမ်းနိုင်အောင်ပေါ့နော်စူးစမ်းအထောက်နိုင်အောင်စိတ်နဲ့ထားရပါတယ်ပေါ့နော်အရင်အတွေးမလွန်ပဲနဲ့ပို့ပါလေးပဲလုပ်ပြီးတော့ပေါ့နော်ပို့ပါပါပြုလုပ်ရင်းနဲ့ကနေပြီးရီဒါကိုစလို့ရှိနာကရာပေါ့နော်仕事に取り込むように心がけていますပေါ့နော်အလုပ်ထဲမှာစူးစမ်းနိုင်အထောက်နိုင်အောင်စိတ်နဲ့ထားရပါတယ်ဆိုပြီးဖြေလို့ရပါတယ်တဲလျှော်တွေအကုန်လုံးလိုကောင်းတယ်ပေါ့နော်私のテンションは考えすぎるところです。ストレスを感じることがあるので、今はリラックスしながら仕事に取り込むように心がけています。あなたのテンションは何ですか？私のテンションは考えすぎるところです。ストレスを感じることがあるので、今はリラックスしながら仕事に取り込むように心がけています。ビフィルヤバレ。နောက်တစ်ခုကကြတော့နာနာပဲပေါ့နော်あなたのテンションは何ですか見えまあねちがばね私のテンションはせっかちなってです
ですから心配しないように仕事のスケジュールを把握し、余裕を持って取り組みたいと思っております。私のテンションはせっかちな点です。ですから心配しないように仕事のスケジュールを把握し、余裕を持って取り組みたいと思っております。私のテンションはကျွန်တော်今အနဲ့ချက်ကစိတ်ခါရှိနေတဲ့တဲ့ဆိုတာじゃလောတဲ့ကြီးဖြစ်လောလုပ်တဲ့ကြီးဖြစ်ပါတယ်။ですからဒါကြောင့်မလို့心配しないようにပေါ့နော်ပို့ပြီးတော့အမှ心配ရစိတ်မပူဘဲနဲ့ပေါ့နော်။ဒါကြောင့်မလို့အမှပေါ့နော်仕事のスケジュールပေါ့နော်失敗ဆိုတာじゃစိတ်ပေါ့မ失敗မရှုံးနေတာအမှမရှိအောင်ပေါ့နော်仕事のဆိုအလုပ်ရမှာスケジュールဆိုတာကြတော့အလုပ်အစီအစဉ်နဲ့スケジュールကိုဟာအခုရှိဆိုတာကြတေးချတာပေါ့နားလည်အောင်လုပ်ပြီးတော့ဟာအခုရှိရော်ယူဆိုအရှင်ပိုးတွေပေါ့အရှင်ပိုးတွေယူပြီးတော့ရော်ယူမို့တဲ့တိုရီကွန်ပျူတာတို့ပေါ့နော်လောက်ကင်ဆောင်ရွက်မယ်လို့အမှုတဲ့ おりますတွေးထားပါတယ်ဆိုဖြစ်လို့ရပါတယ်私の店長はせっかちな点ですから失敗しないように仕事のスケジュールを把握し余裕を持って取り組みたいと思っておりますဆိုပြီးဖြစ်လို့ရပါတယ်ဒါကြတော့7番ပေါ့နော်နောက်တစ်ခါကျ8番あなたの店長は何ですか見えまအားနည်းချက်ကပါလေ私の店長は緊張しすぎることですလာပြီみんなပေါ့နော်အင်တာဗျူးမှာအရန်ကို緊張ဖြစ်တယ်ပါအဲ့အကြောင်းလို့ဒီဟာလေးဖြစ်လို့ကောင်းတယ်ပေါ့နော်私のတော်များဖြစ်တာကြတော့အမှစိတ်ပူလို့နာကင်းချောဖြစ်တာခက်ခါရေးဆိုဒီခန့်ခါရေးပေါ့နော်အတွေးလို့နာဆိုပြီးတော်များဖြစ်ကြများပေါ့နော်ဒါလေးရကြတယ်တော်များဖြည့်မေးအဖြေလေးဖြစ်တဲ့အတွက်ကြောင့်မလို့ဖြည့်ခြင်းနဲ့ပုံစံမျိုးဖြစ်တဲ့ကြောင့်ရေးပေးထားပါ私の店長はကျွန်တော်ရဲ့မှာအနေချက်ကတော့緊張しすぎることでစိတ်လှုပ်ရှားလွန်းတာပဲဖြစ်ပါတယ်今後実践練習や準備を行い自信をつけていきたいと思っております。私の店長はကျွန်တော်今အနေစကတော့緊張しすぎることです。ဘောနော်စိတ်လှုပ်ရှားလွန်းတာပဲဖြစ်ပါတယ်။ခုံးကောဘောနော်ဒီချိန်မှာနောက်ပိုင်းမှာဘောနော်ကြီးစန်းဆိုတာကြတော့မတိုင်တစ်ခုခုမလုပ်ခင်မှာမတိုင်ခင်မှာ run shoe ရဆိုတာလေ့ကျင့်တာတွေပဲဖြစ်ဖြစ်ဂျွန်းပြီးပြင်ဆင်ခြင်းတွေကိုဘောနော်အခုနိုင်ဆိုတာလှုပ်ဆောင်ပြီးတော့自信をつけていきたいと思っています。ဖြည်းဖြည်းချင်းနဲ့ဘောနော်ဒီချင်းကယုံကြည်ချက်ချအောင်လုပ်သားမယ်လို့တွေးထားပါရဲ့ပေါ့နော်အဲ့လိုပုံစံမျိုးဖြစ်လို့ရတယ်ဘာလို့လဲဆိုချင်ကိုကကင်းချောဖြစ်မယ်ဆိုလို့ရှိရင်ဘာမှပေါ့နော်အရင်ပြင်ဆင်မထားဘူးဆိုလို့ရှိရင်ပို့ပြီးတော့ကင်းချောဖြစ်အောင်မယ်နော်ကြီးကိုချောက်ခိုင်းနေလုပ်တဲ့ခါမှာအင်တာဗျူးလုပ်တဲ့ခါမှာပို့ပြီးတော့ကင်းချောဖြစ်မယ်အဲ့တော့ကြောင်လို့အဲ့ဒီကင်းချောကိုကိုယ့်ရဲ့မကောင်းတဲ့စိတ်လှုပ်ရှားတာပေါ့နော်မကောင်းတဲ့အမူအရာတွေကိုကောင်းအောင်ဘယ်လိုလုပ်မလဲဆိုလို့ရှိရင်တခုခုမလုပ်ခင်မှာကိုက run shoe လုပ်မယ်ဘာပဲဖြစ်ဖြစ်ပေါ့နော်မလုပ်ခင်မှာသေချာ run shoe လုပ်မယ်လို့တခုမလုပ်ခင်မှာ run shoe လုပ်တာတော့ပြင်ဆင်တာတော့သေချာလုပ်ပြီးမှနောက်ဆုံးမှာပေါ့နော်အဲ့ဒီအရာကိုဆက်လက်ဆောင်ရွက်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးရေးလို့ရတာပေါ့နော်私の店長は緊張しすぎることです。今後、実践練習や準備を行い、自信をつけていきたいと思っております。ဖြစ်လို့ရပါတယ်။じゃあまた復習しましょう。ပြန်ပြပြမယ်နော်။ဒါလေးကိုတူတစ်ခေါက်ဆိုကြည့်ရအောင်။はい、ပြန်ပြပြပါနော်။あなた少々とテンション。あなたの少々は何ですか？私の少々は最後まで諦めない根性があるところです。日本語も本当に難しかったんですが、諦めずに NU まで来られました。私の少々はいつまでどんなことが起きてもポジティブいられることです。私の少々は協力があることです。私の少々は相手の気持ちを尊重できることです。私の少々は努力家なところです。今まで難しい問題にぶつかった時も努力して乗り越えてきました。私の長所は目標に集中して結果を追求することに長けていると感じております。私の長所は人と人をつなげることです。私の長所は自身の成長のために挑戦することです。私の長所は人の成長を助けることです。私の長所は厳しい環境でも落ち着いて対応することができます。あなたのテンションは何ですか？見えま、あねちゃがばね。私のテンションは決断に時間がかかることです。でもそのため慎重に考えて選択できます。私の店長はミスをなかなか見つけられないところです。
チェックを1回だけすると必ず水がまた出てくるので、チェックするときは最低でも3回ぐらいするようにしています。私のテンションは細かいことを忘れることがあり、今、メモを取るようになり、仕事の水が減った。私のテンションは細かいことを忘れることがあり、今、メモを取るようになり、仕事の水が減った。私のテンションは遠慮しすぎるところです。今は少しずつ自分の意見を伝える練習をして、仕事でも積極的に提案できるように努力をしています。私のテンションは心配しすぎるところです。行動が遅くなることがありますが、今は考えずにまず行動し、その後で調整する方法を試しています。私のテンションは考えすぎるところです。ストレスを感じることがあるので、今はリラックスしながら仕事に取り込むように心がけています。私のテンションはせっかちな点です。ですから心配しないように仕事のスケジュールを把握し、余裕を持って取り組みたいと思っております。私のテンションは緊張しすぎることです。今後、事前練習や準備を行い、実践をつけていきたいと思っております。これで終わりです。最後まで見てくれて本当にありがとうございました。また次のビデオで会いましょう。またね。バイバイ。